သက်40ဆိုတာတကယ်တော့ဘဝရဲ့ရွှေရောင်လွှမ်းတဲ့အချိန်ကာလတစ်ခုပါပဲစီးပွားရေးမိသားစုအပတ်ပတ်ကတည်ငြိမ်မှုရှိလာတဲ့အရွယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကတော့အရင်လိုမဟုတ်တော့ပါဘူးဗျမနဲ့အိယာထားတဲ့အခါခြေတလုံးနဲ့ခါးတွေကလေးလံနေတတ်တယ်လေးကောက်တက်လိုက်တာနဲ့ဒူးစစ်ကနေကျွတ်ဆိုတဲ့အတန်တွေထွက်လာတယ်အရင်ကလောက်ဂလုတ်တွေစက်တိုင်မလုပ်နိုင်တော့ပဲနေ့လေလောက်ဆိုရင်လူကဘက်ထရီအားကုန်သွားသလိုနှုံးခွေလာတတ်ပါတယ်ဒီလိုနဲ့ကျွန်တော်တို့တွေဆေးဆိုင်ကိုပြေးကြတယ်လေဈေးကွက်ထဲမှာကြော်ညာနေတဲ့အားဆေးမျိုးစုံကိုရမ်းတော့ကြတယ်ဒါပေမဲ့တောက်တာတောက်နေတာတကယ်တော့လူကလန်းဆန်းလာရဲ့လားကြွိုက်ခဲတာတွေတတ်တာသွားရဲ့လားလို့ကိုပြန်မေးကြည့်ရင်တိတ်လို့မထူးကြပါဘူးဆိုတဲ့အဖြေကိုပဲရပါလိမ့်မယ်အများစုကဒီလိုဖြစ်လာရင်ငါအသက်ကြီးလာလို့ပဲအိုမင်းလာတဲ့သဘာဝတရားကိုလက်ခံရမှာပေါ့ဆိုပြီးလွယ်ကူပဲအဖြစ်တင်လိုက်ကြတယ်ဒါပေမဲ့တကယ်တမ်းတေချာကြည့်ပဲဆိုရင်တော့တင်အခုလိုပင်ပန်းနွမ်းနယ်နေတာခေါင်းတွေကြွိုက်နေတာဟာအသက်အရွယ်ကြီးလာလို့တတ်တယ်မဟုတ်ပါဘူးတကယ်လက်တွေမှာဖြစ်နေတာကတင့်ခန္ဓာကိုယ်စိတ်ယုံကြည်တယ်မှာနေစဉ်လဲပတ်ဖို့လိုအပ်နေရဲ့အဓိကလောင်စာစီတွေတိတ်တဆိတ်ခန်းချောက်လာလို့ပါပဲအသက်20 30တုန်းကကျွန်တော်တို့စားလိုက်တဲ့အစားအစာတွေစီကနေအာဟာရကိုအပြည့်အဝဆုပ်ယူနိုင်ပြီမဲ့အသက်40ကျော်လာတဲ့အခါအဲ့ဒီလိုအာဟာရဆုပ်ယူနိုင်စွမ်းဟာတိတာတာကိုကျဆင်းသွားပါတယ်ဒါကြောင့်ထမင်းတွေဟင်းတွေဘလောက်စားခန္ဓာကိုယ်ကလိုအပ်တဲ့အာဟာရအပြည့်အဝမရတော့ပါဘူးဒီတော့ဒီနေ့ဗီဒီယိုမှာဈေးကွက်ထဲမှာကြော်ညာတိုင်းဝယ်တောက်နေမဲ့အစားအသက်40ကျော်လာတဲ့သင်ခန္ဓာကိုယ်အတွက်တကယ်လိုအပ်နေတဲ့ဆေးပညာအရာတက်တည်ပြထားတဲ့မခက်မနေတောက်တဲ့ဖြည့်ဆွတ်စာ9မျိုးကြောင်းကိုရှင်းပြပေးသွားမှာပါဒီအားဆေးတွေကတင့်ကိုအိုမင်းတာနောက်ဆုတ်ပေးရုံသာမကအသက်20အရွယ်လိုခွန်အားတွေပြန်လဲရရှိလာစေဖို့ဘလို့ကူညီပေးမလဲဆိုတာကိုစက်ကြည့်လိုက်ရအောင်ပထမဆုံးနံပါတ်1အနေနဲ့ပြောချင်တာကတော့အယိုးပွားယောဂနဲ့နှလုံးယောဂကိုတားဆီးပြီးမဲ့အရေးကြီးဆုံးဗိုက်တာမင်ပါကျွန်တော်တို့အများစုကအယိုးထန်မှခြင်းကယ်လ်ဆီယမ်တောက်ရမယ်လို့ပဲသိထားကြတယ်ဒါပေမဲ့ကယ်လ်ဆီယမ်ချီးစီတက်တောက်တာဟာအသက်40ကျော်တွေအတွက်အင်မတန်အန်ဒီရများပါတယ်ဗျဒီလိုစဉ်းစားကြည့်ပါခန္ဓာကိုယ်ကိုအိမ်ဆောင်နေတဲ့လုပ်ငန်းခွင်ကြီးတစ်ခုလိုမြင်ကြည့်ပါကယ်လ်ဆီယမ်ဆိုတာအုတ်ခဲတွေပါအုတ်ခဲတွေချီပဲဝယ်ထားပြီးအလို့သမားမရှိရင်ဒီအုတ်ခဲတွေကလမ်းမပေါ်မှာပုံနေမှာပါပဲခန္ဓာကိုယ်မှာလည်းဒီတိုင်းပါပဲဗိုက်တာမင် D3 ဟာအစာချင်းတွေကကယ်လ်ဆီယမ်တွေကိုသွေးကြောထဲမှာရောက်အောင်တည်လာပေးတဲ့ကားရီကြီးတွေတော့တူပါတယ်ဒါပေမဲ့ဒီနေရာမှာဗိုက်တာမင် K2 ဆိုတဲ့ရန်ထင်းရည်လိုအပ်ပါတယ်ရန်ထင်းရည်မရှိဘူးဆိုရင်ကားတွေကမှားယွင်းပြီးအယိုးဒီစီမရောက်ပဲနှလုံးသွေးကြောနိုင်ရန်တွေကြောက်ခက်တွေမှာတွားပြီးပုံနေပါလိမ့်မယ်အဲ့ဒါကနေသွေးကြောပိတ်တာနဲ့ကြောက်ခက်မှာကြောက်တီတာတွေဖြစ်လာတာပါဒါကြောင့်ဗိုက်တာမင် D3 တောက်မယ်ဆိုရင်ရန်ထင်းရဲဖြစ်တဲ့ K2 ပါတဲ့တွဲလက်အားဆေးကိုမဖြစ်မနေရွေးချယ်ဝယ်ယူရမှာဖြစ်ပါတယ်ဆက်လက်ပြီးနံပါတ်2အနေနဲ့ပြောချင်တာကတော့ဦးနှောက်နဲ့အစစ်အမြစ်များအတွက်ချောစီဖြစ်တဲ့ Omega 3 ငါးကြီးစီပါပဲအသက်40ကျော်လာရင်မေ့တက်လာတယ်နာမည်တွေခဏမေ့တယ်ဒူးတွေလက်စစ်တွေမကြာခဏရောင်ဝဲကွိုက်ခဲတတ်တယ်ဒါဟာခန္ဓာကိုယ်ထဲမှာအတွင်းပိုင်းရောင်လဲမှုတွေများလာလို့ပါဒီရောင်လဲမှုမီးတောင်တွေကိုညှိမ့်သက်ပေးမဲ့ရေခဲရေကတော့ Omega 3လို့ခေါ်တဲ့ငါးကြီးစီပါပဲဒါပေမဲ့တတိထားရမှာကဆေးဆိုင်ကငါးကြီးစီတိုင်းဟာမတူညီပါဘူးတင်ဝဲမဲ့ဆေးဘူးရဲ့နောက်ကျောက်ကိုဖတ်ကြည့်ပါ EPA နဲ့ DHA ဆိုတဲ့ပါဝင်မှုပမာဏကိုရှာပါEPA ဆိုတာကခန္ဓာကိုယ်အစစ်အမြစ်ရောင်လန်းတာတွေသွေးကြောပိတ်တာတွေကိုရှင်းလင်းပေးတဲ့နေရာမှာအလွန်အစွမ်းထက်ပါတယ် DHA ကတော့တင့်ဦးနှောက်ဆဲလ်တွေကိုပြန်လဲတိဆောက်ပေးပြီးအသက်ကြီးလာရင်ဖြစ်တတ်တဲ့မိတ်လျော့စီယောဂတငယ်ပြန်ယောဂတွေကိုကြိုတင်ကာကွယ်ပေးပါတယ်အသက်40ကျော်လာရင်ကားအင်ဂျင်ကိုအင်ဂျင်ဝအသက်လဲသလိုမျိုးတင့်ခန္ဓာကိုယ်ကို Omega 3 နေ့စဉ်ဖြည့်ဆက်သင်းပေးဖို့လိုအပ်ပါတယ်နံပါတ်3ကတော့စိတ်ဖိစီးမှုနဲ့အမပျော်ချေရထမော်ဆေးစွမ်းလို့ခေါ်နိုင်တဲ့မက်ဂနီဆီယမ်ပါအခုခေတ်မှာလူတော်များများညာဘတ်ကောင်းကောင်းအမပျော်ကြဘူးညာဘတ်ခြေသလုံးကျွတ်တတ်တယ်နေခင်းဘက်ဆိုရင်ရင်းနေတုံပြီးစိတ်ဖိစီးမှုတွေများနေတတ်တယ်အဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ကိုငြိမ်သက်အေးချမ်းအောင်အနားပေးတဲ့စနစ်ကြီးမှာလိုအပ်တဲ့မက်ဂနီဆီယမ်ဓာတ်တွေအလွန်အမင်းခန်းချောက်နေလို့ပါပဲကော်ဖီတွေအများကြီးတောက်တာစိတ်ဖိစီးမှုများတာတွေကခန္ဓာကိုယ်ထဲကမက်ဂနီဆီယမ်တွေကိုစီးထဲကနေအမြန်ဆုံးစွန့်ထုတ်ပစ်လိုက်ပါပဲပြဿနာကဆေးဆိုင်မှာတာမန်မက်ဂနီဆီယမ်အောက်ဆိုက်တွေကိုတွားဝေမိတတ်ကြတယ်အဲ့ဒီမျိုးစားကဝမ်းနို့ဆေးလိုခက်ကီဝမ်းသွားစေတဲ့တို့ခန္ဓာကိုယ်ကကောင်းကောင်းမဆုပ်ယူနိုင်ပါဘူးတင်တကယ်ဝယ်ရမှာက magnesium glycinate သို့မဟုတ် magnesium threonate အမျိုးအစားပါ glycinate ကကြွက်သားတွေကိုဖြေလို့စေပြီးညဘက်နင်းနစ်ချက်ချိုက်အိပ်ပျော်စေဖို့ကူညီပေးပါတယ် threonate ကတော့
အုံနောက်ထဲအထိရောက်နိုင်စွမ်းရှိလို့စိတ်ဖိစီးမှုအလွန်မင်းစူးရင်ပူပန်တာနဲ့မှတ်ဉာဏ်ပြဿနာတွေကိုအကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။နံပါတ်၄အနေနဲ့အိုမင်းရင်းညော်မှုကိုဆန့်ကျင်ဖို့ခန္ဓာကိုယ်ကအလွယ်တကူစုပ်ယူနိုင်တဲ့ collagen peptides အကြောင်းပြောပြပါမယ်။အသက်30ကျော်လာနဲ့ကျွန်တော်တို့ခန္ဓာကိုယ်ဟာတစ်နှစ်ကို collagen ထုတ်လုပ်မှုနည်းနည်းချင်းတဘာဝအတိုင်းလျော့ကျသွားပါတယ်။အသက်40ရောက်တဲ့အခါ collagen တွေတိတိတသာနည်းလာလို့အသားတွေတွေ့ကြလာတဲ့အရည်ကျွန်းတွေပေါ်လာပါတယ်။စပင်လေးကျွတ်လာပါတယ်။ဒါပေမဲ့အလားအပလည်းပို့ပြီးအရေးကြီးတာကတင့်ရဲ့အယိုးနှစ်ခုကြားကအယိုးနုလေးတွေဟာ collagen နဲ့ဖွဲ့စည်းထားတာပါ။ collagen နည်းလာတဲ့အခါအဲ့ဒီအယိုးနုလေးတွေပါလာပြီးအယိုးအချင်းချင်းပုတ်တိုင်ပြီးကဒူနာခါနာတွေစတင်ဖြစ်လာပါတော့တယ်။ဒီနေရာမှာတာမန် collagen မဟုတ်ပဲ collagen peptides လို့စာတမ်းပါတဲ့အားဆေးကိုရွေးချယ်ပါ။ peptide ဆိုတာခန္ဓာကိုယ်ကအလွယ်တကူနဲ့အမြန်ဆုံးစုပ်ယူနိုင်အောင်သေးငယ်တဲ့အမုံလေးတွေအဖြစ်ဖြုတ်ခွဲပေးထားတာဖြစ်လို့အသားတွေနဲ့အဆစ်အမြစ်တွေစီကိုတိုင်းရိုက်ရောက်ရှိပြီးအမြန်ဆုံးအကျိုးသိအောင်မှုရှိစေပါတယ်။နောက်ဆုံးနံပါတ်5ကတော့စွမ်းအင်နဲ့အာယုံကျွန်တော်စနစ်အတွက် vitamin B အုပ်စု vitamin B complex အထူးသဖြင့် vitamin B12 ပဲဖြစ်ပါတယ်။သင်ဟာထမင်းတွေအများကြီးစားပြီးမဲ့တနေ့ကုန်နှုံးခွေနေတဲ့လက်ဖြားခြေဖြားတွေထုံကျင်းနေတယ်ဆိုရင်ဒါဟာ vitamin B အုပ်စုအထူးသဖြင့် vitamin B12 လိုအပ်နေတဲ့လက္ခဏာပါကျွန်တော်တို့စားလိုက်တဲ့အစားအစာတွေကိုခွန်အားအဖြစ်ပြောင်းလဲပေးဖို့အတွက် vitamin B အုပ်စုဟာမီးပွား spark plug လေးတွေလိုအလုပ်လုပ်ပေးရပါတယ်အသက်40ကျော်လာတဲ့အခါအစာဆောင်ကနေအာဟာရစုပ်ယူနိုင်စွမ်းကျဆင်းလာတဲ့အတွက်အစားအစာထဲမှာပါတဲ့ vitamin B12 ကိုခန္ဓာကိုယ်ကလုံလောက်အောင်မစုပ်ယူနိုင်တော့ပါဘူးဒါကြောင့်အရည်သွေးကောင်းတဲ့ B complex ကိုနေ့စဉ်တောက်တုံပေးခြင်းဟာသင်ရဲ့အာယုံကျွန်တော်တွေကိုပြန်လဲလန်းဆန်းစေပြီးတနေ့ကုန်မမောပန်းပဲခွန်အားပြည့်နေစေမယ့်အကောင်းဆုံးလူရှက်တစ်ခုပဲဖြစ်ပါတယ်။ကဲအနစ်ချုပ်ရမယ်ဆိုရင်တော့အသက်40ကျော်လာတဲ့အခါအသက်အရွယ်ကိုအပြစ်တင်ပြီးလက်မိုင်းချစရာမလိုပါဘူး။ကျွန်တော်တို့ခန္ဓာကိုယ်ကလိုအပ်တဲ့အဓိကလောင်စာတွေဖြစ်တဲ့ vitamin D3 plus K2, omega 3, magnesium, collagen peptides နဲ့ B complex တွေကိုစနစ်တကျပြန်လဲဖြည့်တင်းလိုက်မယ်ဆိုရင်ရိုးရွနေတဲ့ခန္ဓာကိုယ်စက်ယုံကြီးဟာအသက်20အရွယ်ကလေးပြန်လဲပတ်လာနိုင်မှာအသေးကြပါတယ်။ဒါပေမဲ့ဒီနေရာမှာအရေးကြီးဆုံးသတိပေးချင်တာတစ်ခုကတော့လူတစ်ယောက်နဲ့တစ်ယောက်ခန္ဓာကိုယ်ဖွဲ့စည်းပုံယောဂအခန်းတွေမတူညီတဲ့အတွက်ဒီအားဆေးတွေကိုမတောက်သုံးခင်မှာမိမိရဲ့မိသားစုဆရာဝန်သို့မဟုတ်ကျွမ်းကျင်ဆောင်ဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ဆွေးနွေးဖို့အထူးပဲအကြံပြုချင်ပါတယ်။ဈေးဝါးတိုင်းမှာတန်ဈေးလွန်ပေးဆိုတာရှိတာကိုအမြဲတမ်းပြုစေချင်ပါတယ်။ဒီနေ့ကျွန်တော်မျှဝေခဲ့တဲ့အချက်လက်တွေကသင်ရဲ့နေ့စဉ်ဘဝကိုပုံမကျမ်းမာလန်းဆန်းစေဖို့အထောက်အကူဖြစ်မယ်လို့အပြည့်အဝယုံကြည်ပါတယ်။ဒီဖြည့်ဆက်စာတွေထဲကသင်ရဲ့အတွက်အလိုဟတ်ဆုံးလို့ထင်ရမယ်တမျိုးကဘာဖြစ်မလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားဖို့ဖိတ်ခေါ်ပါတယ်။ဒီလိုအကျိုးရှိတဲ့ကျမ်းမာရေးဗဟုသုတတွေကိုအပတ်စဉ်တင်ဆက်ပေးသွားမှာမို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။အားလုံးပဲအိုဝင်းချင်းကိုအန်တူနိုင်ပြီးခွန်အားပြည့်နဲ့ကျမ်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ကျေးဇူးတင်ပါတယ်